နိုင်ငံငြိမ်းချမ်းရေးကတော့သဘောထားကွဲလွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပုံမှာအခြေခံတာပါသဘောထားကွဲလွဲမှုတွေကိုသဘောထားမကွဲလွဲအောင်လုပ်ဖို့ကကျွန်တော်တို့လုပ်ရမှာဘယ်သူဘာသဘောထားကွဲလွဲတာလဲပေါ့နိုင်ငံရေးရဲ့သဘောထားကွဲလွဲတာလားအုပ်ချုပ်ရေးရဲ့သဘောထားကွဲလွဲတာလားဒါမှမဟုတ်လို့ချင်းဒီယဉ်ကျေးမှုရဲ့သဘောထားကွဲလွဲတာလားဒီလိုမျိုးတိုင်းသားရေးရဲ့သဘောထားကွဲလွဲလာတာဒါတွေကိုကျွန်တော်တို့ကသဘောထားကွဲလွဲမှုတွေရှိအောင်ကျွန်တော်တို့ကရအောင်အကောင့်ထဲပေါ်ရမှာဒါတော့တရားဥပဒေနဲ့ညီသွားမှာကျွန်တော်တို့ကငြိမ်းချမ်းတဲ့ခေတ်အောင်ဒီမိုကရေစီခေတ်အောင်တဲ့ဆိုတဲ့ကြောင့်ဒီအလုံးကတော့ညှိနှိုင်းဆွေးနွေးပြီးတော့သွားမှာတိုးတော်လည်းပဲလူအပ်လို့ရှိရင်လည်းလူအပ်တဲ့ပြင်ဆင်မှုတွေကျွန်တော်လုပ်ရမှာပေါ့ဒါမြန်မာနိုင်ငံမှာလည်းဒီလိုမျိုးလုံးတင်လှုပ်ထက်တဲ့ဟာတွေကိုကျွန်တော်လုပ်ဖို့ကျွန်တော်ရည်ရွယ်ထားပါတယ်ဒါဆိုရင်တော့မြန်မာနိုင်ငံငြိမ်းချမ်းရလဲကျွန်တော်မလွဲမသွေရမယ်လို့ယုံကြည်ပါတယ်ငြိမ်းချမ်းစာအတူရှင်ထိုင်းမူ900ကတော့ကဘာမှာစံထားတဲ့မူတစ်ခုဖြစ်တယ်မနေ့ကလည်းကျွန်တော်တမန်ကြီးနဲ့လည်းတမန်ရှိပြင်ကျွန်တော်အဲ့ဒါလေးပြောပြပါတယ်ကဘာမှာစံထားမှကိစ္စဒါအားလုံးလက်ခံတယ်ဒီဟာဒါကြောင့်ကျွန်တော်တို့နှစ်နိုင်ငံဒီလေဒီငြိမ်းချမ်းသာတူရှင်တဲ့မူကြီး900ပုံမှာပဲရှင်တွဲပြီးတော့မှလှုပ်ရမယ်ဆိုရင်စောစောပြောတဲ့စီဘိုပေါ့ပေါ်နိုင်ငံ A2 ပြူမှာအတိုင်ဝမ်အကျိုးခံစားရတဲ့နိုင်ငံဆိုတာဒါထာဝရတည်တဲ့ခါကျွန်တော်တို့တွေအဆင်ပြေလို့မရအောင်ကျွန်တော်တို့တားစီမြေးစေဟိုနှစ်ပေါင်းများစွာတိကျွန်တော်ဒါချစ်ခင်ရင်းနှီးမှုယုံကြည်စိတ်ချတဲ့အဲ့ဒါအခြေနိုင်ငံအဖြစ်နိုင်ငံအဖြစ်ရှိနေရမှာဖြစ်တယ်ဒီလိုကျွန်တော်တို့သွားမှာဖြစ်ပါဒါကြောင့်ဒီဟာတော့တို့နှစ်နိုင်ငံလို့မဟုတ်ပါတကဘာလုံးနိုင်ငံတွေအားလုံးကလည်းလက်ခံကျင့်သုံးရမယ်စနစ်တစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ်